နတ်နဲ့နဂါမလင့်စားနဲ့မယုံကြည်ရင်နေပါမပစ်မားနဲ့တဲ့ဒီစကားကိုကြားဘူးကြတယ်မလားကျမကတော့ဒီစကားရဲ့အနက်အဓိပ္ပာယ်ကိုယ်တိုင်ကြုံခဲ့ရတဲ့အဖြစ်အပျက်ဆိုးကြီးတစ်ခုနဲ့ရင်းပြီးမှနားလည်ခဲ့ရတာပါအခုထိဝေခွဲမရသေးတာကဒါဟာတကယ်ပဲနတ်ကိုကင်တာလားဒါမှမဟုတ်ကျမရဲ့ပါစာစီးပြီးကျိန်ဆဲမိခဲ့တဲ့စကားတွေကြောင့်လားဆိုတာပါပဲအခုဆိုကျမရဲ့စပင်းတွေမှာငွေရောင်တွေတက်နေပါပြီညနေခင်းဝရန်တာမှာထိုင်ရင်းရေနွေးချမ်းလေးတောက်နေတဲ့အချိန်တိုင်းလွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်ကအဖြစ်အပျက်တစ်ခုကကျမနှလုံးသားကိုလာလာတွတ်ထိုးနေတတ်တယ်။အဲ့ဒီတုန်းကကျမကအပြိုပေါ့စိတ်ကလည်းနည်းနည်းဆက်တယ်။ပါဇက်ကလည်းပြောချင်တာကိုဒဲပြောတတ်တဲ့အရွယ်ပေါ့။အဲ့ဒီတုန်းကကျမတို့အိမ်မှာအဝတ်လာလျှော်ပေးတဲ့မိတန်းဆိုတာရှိတယ်။သူကရိုးသားပုံရပြီးအလုပ်လည်းအရန်ကြိုးစားတယ်။ကျမကသူ့ကိုညီမလေးတစ်ယောက်လိုခင်းတယ်။သူတောင်းတဲ့ဈေးထက်အမြဲပိုပေးသလိုဟင်းကောင်းချက်တဲ့နေ့ဆိုသူ့အတွက်တီးတန့်အငဲဖယ်ထားပေးတတ်တယ်။ကျမတို့နှစ်ယောက်ကြားမှာအလုတ်ရှင်နဲ့အလုတ်သမားထက်ပိုတဲ့တန်ရောစင်ရှိခဲ့ပူပါတယ်။ထူးထူးခြားခြားတဲ့နေ့ပေါ့အိမ်မှာဥရှင်ကြီးနတ်ကန်တော်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ငွေတွေကိုစာကွဲပေါ်မှာစုပုံထားခဲ့တယ်။အဲ့ဒီနေ့ကအိမ်မှာလူစိမ်းဆိုလို့မေတန်းတစ်ယောက်ပဲရှိတာ။သူပြန်သွားပြီးခဏနေတော့ကျမပတ်စံသွားယူတဲ့အခါဟင်းမရှိတော့ဘူး။ကျမရင်ထဲမှာဘုံကနေထသွားတယ်။ပတ်စံနှမျောတာထက်ကျမယုံကြည်ရတဲ့သူကခိုးသွားတယ်ဆိုတဲ့အတိကပိုနာခြင်းရတယ်။ကျမဒေါသတွေထိုက်မရတော့ဘူး။အိမ်ရှိကနတ်စင်ရှိမှရပ်ပြီးကျမလက်ညှိုးငေါငေါထိုးမိကျိန်ဆဲမိတော့တာပဲ။ငါစေတနာကိုစော်ကားတဲ့သူငါပတ်စံကိုခိုးသွားတဲ့သူအဲ့ဒီလက်နဲ့တက်တက်လုံးဘာမှမလုပ်နိုင်ပါစေနဲ့။နတ်ကိုကင်ပါစေကျိန်စာတင့်ပါစေ။အဲ့ဒီတုန်းကကျမမသိခဲ့တာကကို့နှုတ်ထွက်စကားကကို့စီပဲပြန်လာတတ်တယ်ဆိုတာပါပဲ။နောက်နေ့မေးသားလာမှာပဲလာရင်တော့ငါအပြက်ပြောမယ်လို့စောင့်နေခဲ့တာဒါပေမဲ့မေးသားမလာဘူးနောက်တစ်နေ့လည်းမလာဘူးသူခိုးတာမိလို့မလာရတော့တာပဲလို့ကျမခက်အေးအေးပဲတွေးနေခဲ့တာဒါပေမဲ့အဲ့ဒီတိတ်ဆိတ်မှုနောက်ကွယ်မှာကြောက်စရာကောင်းတဲ့အမှန်တရားအခုရှိနေလိမ့်မယ်လို့ကျမမထင်ထားခဲ့ဘူးနောက်မှသူ့အမျိုးတွေစီကပြန်ကြားရတာသူကျမတို့အိမ်ကပတ်စံယူသွားတဲ့အဲ့ဒီညပါပဲသူ့လက်မလေးကစပြီးထုံလာတယ်တဲ့ပြီးတော့လက်ချောင်းလေးတွေလွတ်မရတော့ဘူးသူကဆေးပူလေးလိမ့်ပြီးအိတ်လိုက်တာမနှက်လင်းတော့တကိုယ်လုံးကိုတချင်းလေးဖြစ်နွားတယ်တဲ့စကားလည်းမပြီးတော့ဘူးကျမကြားကြချင်းတကိုယ်လုံးအေးဆက်သွားတယ်ငါကြောင့်လားမေတန်းကဖြစ်ချင်းမှာသူ့ယောက်ျားကိုကျမတို့အိမ်လိုက်ပို့ခိုင်းတယ်လို့သိရတယ်သူကျမကိုတောင်းပန်ချင်တာထင်မှာပေါ့ဒါပေမဲ့သူ့ယောက်ျားကကျမတို့အိမ်ကိုမသိတာလားဒါမှမဟုတ်တခုခုကပိတ်ပင်ထားတာလားမသိဘူးဘယ်တော့မှမရောက်လာခဲ့ဘူးသူတို့ကြားမှာအခက်အခဲတွေအများကြီးဖြစ်ခဲ့ရတယ်လို့ပြန်သိရတော့ကျမရင်ထဲမှာမကောက်တော့ဘူးလော့ပေါင်းများစွာကြာပြီးတဲ့ဒီနေ့မှာတော့မိတန်းကျမစီကိုလာတွေ့တယ်ဒါပေမဲ့အရင်ကလူမဟုတ်တော့ဘူးလူတကိုယ်လုံးကိုတကြိုင်းကိုတရွက်ကြိုက်ဆွဲပြီးခက်ခဲလာနေရရှာတယ်ကျမကိုမြေတာနဲ့သူကဖတ်ပြီးငိုတယ်စကားတွေကတော့မပီတော့ဘူးဝတီလို့ခေါ်နေပုံရပေမဲ့အတန်တွေကလဲတောင်းထဲမှာပဲတနေတယ်သူ့မျက်လုံးတွေထဲမှာနောင်တက်ပြီးအပိပဲကျမလည်းသူ့ကိုဖတ်ပြီးငိုမိတယ်မေတန်းရဲ့မင်းဘာလို့ဒီလိုလုပ်ရတာလဲဆိုတာမေးချင်ပေမဲ့သူဖြေနိုင်မှာမဟုတ်ဘူးဆိုတာကျမသိတယ်ကျမကျိန်ဆဲမိတဲ့အတွက်လည်းကိုပြန်အပြစ်တင်မိတယ်ကျမရှိတဲ့ပတ်စံနဲ့ဆန်တွေကိုသူ့အတွက်ပေးလိုက်ပါတယ်ဒါပေမဲ့အဲ့ဓာတွေကသူ့လက်ပျက်စီးသွားနေကျမရေးကိုပြန်မရနိုင်တော့ဘူးလေအခုဆိုအချိန်တွေကအယမ်းကိုကြာသွားပါပြီမေတန်းအသက်ရှင်နေသေးလားတေးသွားပြီလားကျမမသိတော့ဘူးရွာတွေကလူတွေကတော့ဝတီကပညာသည်သူကျင်ရင်ခိတတ်တယ်လို့ပြောကြတယ်ကျမကပညာသည်မဟုတ်ပါဘူးဒါဟာတိုက်ဆိုင်မှုလားနတ်ကိုကင်နာလားဒါမှမဟုတ်ကန်တရားရဲ့စီရင်ချက်လားဆိုတာကျမအခုထိဝေခွဲမရသေးဘူးဒါပေမဲ့ကျမသိလိုက်ရတာကတော့ကျမတို့ရဲ့စိတ်နဲ့နှုတ်ဟာတန်ကိုးရှိတယ်လို့ကြောက်စရာလဲအယမ်းကောင်းတယ်ဆိုတာပါပဲ